မာကစတမာတွေကဘောင်းမီစိုက်ကြည့်တာလေးရှိလားမေးနေတယ်မှာစိုက်ကြည့်တာလေးရှိရင်ပြပေးပါဦးပြပေးမယ်မင်းစီမှာစိုက်ကြီးဆိုရင်ပေါ့နော်ပေါင်ချိန်150 160 190လောက်ဝင်းချင်တယ်ဆိုရင်တော့ဒါမျိုးဝါးချီပြောင်လေးတွေရှိပါရင်ရှင်ဒီမှာနော်အဲ့လိုမျိုးဝဲကန်ကားလေးအောက်လေးရတော့မင်းတို့ကတော့လုံးဝအရှိတိုင်းတော့မကားထားပေးဘူးသူ့တော့နည်းနည်းလေးတော့ရှူထားပေးရဒါပေမဲ့နည်းနည်းလေးပါပဲမတိမတာလေးရှူထားပေးရပါတော့ဒီမှာစိုက်ဆိုရင်ဒါမျိုးအကြီးရှိပါတယ်အသားလေးကလည်းအရန်ဟိုမှာအေးတယ်ဝါးချီအသားလေးပါရှင်ဒီမှာနော်ဒါပြီးအသားလေးလည်းအရန်ဟိုမှာကောင်းတယ်ဘောင်းမီအရှိဆိုရင်ဒါလေးကလေ30ခွန်အဲ့လောက်ရှိပါတယ်အော်ဒီနေ့ပြောမယ်ဆိုရင်တော့120လောက်ကနေ160 170လောက်ဒီဝိတ်အသားရန်ကောင်းတယ်ဒီရ6000နဲ့မှ900တက်ပဲရှိတယ်ကာလာဆိုရင်လည်းဒီမျိုးကာလာလိုင်းရတော့900မျိုးဒါမျိုးလေးထုတ်ထားပေးပါရဲ့ရှင်ကာလာလိုင်းရတော့မြည်လို့မရဘူးပေါ့နော်ကာလာအစုံလေးပါတာပါရှင်တစ်ချိန်မှ6000နဲ့မှ900တက်ပါမျိုးတိုင်းအရင်ဝတ်ချလိုက်အရင်ဝတ်ချပို့ပေးပါရဲ့ရှင်တိုင်မှာလက်ဆက်ကြိတ်လာရောက်ကြည့်ပြီးတော့ဝယ်ယူအပေးလို့ရပါတယ်မျိုးဆိုင်ရာမန္တလေးပြောရပါရှင်ကဲမင်းတို့ဆိုင်မှာလေပစ္စည်းလေးမှာချင်တယ်ဆိုရင်တော့လေ Viber နေမှာလို့ရတယ်TikTok Messenger နေမှာလို့ရတယ်အရင်ဝတ်ချလေးလည်းပို့ဆောင်ပေးရပေါ့နော်တိုက်တဲ့နေရာနေမှာတယ်ပို့ပေးတယ်နော်ကဲဒါလေးကကျတော့ short သေးလေးပေးမယ် size လေးကတော့ medium လက် size ပါမယ်ဒါလေးကတော့အသေး size ပေါ့ဒါလေးကကျတော့အနည်းဆုံးတစ်နှစ်နှစ်နှစ်ဝတ်လို့ရမယ်ပေါ့နော်လက် size ဆိုရင်3နှစ်4နှစ်လောက်ဝတ်လို့ရမယ်ဒါမျိုးအရောလေးပါမယ်အစင်းကလည်းအစင်းစုံပါမှာနော်ဒါမျိုးအစင်းစုံ color စုံလေးပါမှာရှင်ပါမယ်ရှင်ခဏလေးတစ်ထည့်ဘလောက်ကဲဈေးလေးကလည်းမများ short ပေးမယ်တစ်ထည့်ဟိုမှလေဒါမျိုးပစ္စည်းအကောင်းလိုင်းတော့တရုတ် ready made ပစ္စည်းအကောင်းလိုင်းဟိုမှတစ်ထည့်ဟိုမှ4500ပဲပေးငားတဲ့တရေတော့စပြီးတော့ယူပေး size ကတော့တစ်နှစ်လောက်ကနေပြီးတော့4နှစ်လောက်ထိဝတ်လို့ရတဲ့ size တွေပါမယ်ကလေးမထွားရင်ပေါ့နော်အစင်းစုံပါမယ်အခုပြထားပြီးဆိုမျိုးကမျိုးအစင်းစုံလေးပါမယ်4500နဲ့လာယူငားတဲ့တရေတော့ယူပေးအရင်ကချင်ရတယ်